မထင်မှတ်ပဲဒီနေ့တရုတ်နှစ်သစ်ကူကာလာမှာအွန်လိုင်းပေါ်ကိုလုံးဝသိမ့်ပိုက်သွားတဲ့နာမည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Harry Potter ရဲ့နာမည်ကြီးဇာတ်ကောင် Draco Malfoy ပဲဖြစ်ပါတယ်။တရုတ်ပြည်မှာမြင်းနစ် Yale of the Hot School ဝင်ရောက်လာချိန်နဲ့အတူအင်တာနက်အသုံးပြုသူတွေကစိတ်ဝင်စားစရာစကားလုံးဆိုင်ရာတိုက်ဆိုင်မှုတစ်ခုကိုတတိထားမိသွားကြပါတယ်။အဲ့ဒီတိုက်ဆိုင်မှုကတော့ Draco Malfoy ရဲ့နာမ်တွေကိုတရုတ်လိုဘာသာပြန်ထားတဲ့မာအဖူဆိုတဲ့စလုံးပေါင်းပဲဖြစ်ပါတယ်။ဒီစလုံးသုံးလုံးကိုခွဲပြီးကြည့်မယ်ဆိုရင်မာကမြင်းကိုအာကတော့တင်ဖြစ်ပြီးဖူကကန်ကောင်းခြင်းမင်္ဂလာကိုကိုစားပြုတဲ့စလုံးဖြစ်ပြီးတရုတ်နှစ်သစ်ကူကာလာမှာအနည်းရောင်အလှဆင်ပစ္စည်းတွေတကားစာတန်းတွေမှာအမြဲတမ်းတွေ့ရတဲ့သင်္ကေတတစ်ခုပါအဲ့ဒီလိုဆိုရင်မာအာဖူကိုအတစ်တစ်ပဲကောက်လိုက်တာနဲ့မြင်းနှစ်မှာသင်ကန်ကောင်းပါစီဆိုတဲ့ဆူတောင်းစကားလိုပဲထက်သွားပါတော့တယ်ဒီဆက်ဆက်မှုကိုအင်တာနက်အသုံးပြုသူတွေသဘောပေါက်သွားချိန်မှာတော့ memes ဒီချက်ချင်းပေါက်ကွဲလာပြီး Draco Malfoy ဟာတရုတ်နှစ်သစ်ကူရဲ့မထင်မှတ်တဲ့သင်္ကေတတစ်ခုဖြစ်သွားခဲ့ပါတယ်။ငကိုကလေးကမင်္ဂလာကံကောင်းမှုကိုအလွန်ယုံကြည်တဲ့လူမျိုးတွေဖြစ်တဲ့အတွက် Draco Malfoy ရဲ့မျက်နှာကိုအနီရောင်ရွှေရောင်နှစ်သစ်ကူတကားစာရွက်တွေလေ Photoshop နဲ့ထည့်ကြသလိုတချို့ကတော့သူ့ပုံကိုနှွေဦးပွဲစော်တကားစားတန်းအဖြစ်ပုံနှိမ်ပြီးအိမ်တကားပေါ်တောင်တကယ်ကတ်လိုက်ကြပါတယ်။ Harry Potter တွေကလူဆိုးဇက်ကောင် Draco Malfoy ဟာတရုတ်အင်တာနက်လောကမှာမထင်မှတ်ပဲတကားဆောင်နတ်ကျော်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီအဖြစ်ပြန်ကိုနိုင်ငံသား fan တွေကတော့အံ့ဩပြီးရဲမောနေကြပါတယ်။မိတ်ဆွေတို့ရော Draco Malfoy ရဲ့တရုတ်နှစ်ကူစောဆူတောင်းတကားစာတန်းတွေကတ်မလားဆိုတာမှန်းကြကြပါဦးနော်။